တရားကြောင့်မိသွားကြပြီလားဒီနေ့မှတော့ကဘာလီတရားတဲ့နေ့တလေးဆက်ပါပါတယ်ဘယ်နဲ့မလို့ဆိုတော့ငါချတော့မယ်ဒါရမယ်အောက်ထမှာမင်းနဲ့တူတူတိုင်ရပါမယ်တူတူတိုင်မယ်กูดอและเสือเป่าแมงเป็นไม่น่าจะแมงดูไว้แล้วแล้วแต่อะไรไปจะช่วยว่าแม่ก็ไอ้ยังมาบนเนาะไอ้ยังมาบ่ายยิงไอ้กูเปียกตาแล้วบ้าไอ้ก็อาปอจะมาวุ้นจะเล่บ้าแล้วแม่အဝိစာကရွှေဆူးမဝဲတော့ပါဘူးအပြင်မှာလည်းနင်းနေကြနေရလေနေကြနေရဆိုနင်းနေစစ်စစ်လေးပဲဝတ်တာမယ်ပေါ့နော်အလားရတိတ်မချပါဘူးအဲ့ဒီလောက်ဘွားဆိုတော့ตอนนั้นใครไปเล่ป่าแม่เล่บัวมีสุดก็เล่กะลีบาลีที่เท่าไรแม่เออไปทำมาสอบแม่ที่เขาเปลี่ยนละแม่ปนเนาะแต่ไปตึกแบบป่าเลยแม่ใส่ซาลีป่าแม่ไม่ใส่ซาแม่ไม่ใส่ซาลูกไว้สุดแล้วกูตาบุตรว่าจะใช่ป่าแล้วแม่ไม่มีอะไรไปจ่ายลูกศิลป์ตามมาไปมาหมูยอนี่ลูกป่าကားလည်းပဲသားပါရမယ်သူကနည်းနည်းလေးဝေးကိုအားကြောင့်မကားနဲ့ပဲသားလိုက်ပါမယ်ကားလည်းပဲသားပါမယ်ကမအတမကျွမ်းတဲ့သူတိခမေးကြည့်ပေးကြပါဘဘောနော်နီးလေးပါပဲဟိုနားမှာပဲပေါ့နော်တိတ်တော့မဝေးပါဘူးဆိုဝေးရလို့ပြောတာနင်းဖြောမေးပါလို့ပါဆိုဟာလို့ပါမယ်အပိုင်းနဲ့လေကိုလည်းဒီပိုက်တဲ့ပြည့်တဲ့ပါပဲဘလို့ရင်းနေရအဲ့တော့မှဆိုဖုန်းလေးပိုင်းတက်နေမှတော့လို့အသက်စေတက်ပြက်လုံးမှာပါ